Okay ချစ်ခင်ရပါတော့ကျမတို့ရဲ့မိတ်ဆွေညီကိုမောင်နှမများရှင်နောက်ထပ်ပြီးတော့အားလုံးမြူးမြူးကြွကြွနဲ့ပါဇက်မပရအောင်ရှင်းနိုင်မှုအတွက်နောက်ထပ်ပြောပြရေးစီစဉ်လေးတစ်ခုရှိပါတယ် Okay ready ဖြစ်နေပြီအရန်ကို ready ဖြစ်နေပြီတွေးနေရပြီနော် character အမိုက်စားတွေကိုတွေးနေရပြီဆိုတော့ဒီတစ်ခါမှာတော့ကျမတို့ဘိုးအောင်တင်ပြဆန်တဲ့ကပြဖြောပြမှာဖြစ်ပါတယ်ရှင်လက်ကုပ်သက်များနဲ့ကြိုဆိုပေးစီလိုပါတယ်ဘိုးလုံးချင်တဲ့ကောင်းဆိုတာဟောဒီလိုတနက်ပြစ်တတ်ရတယ်ကွာအကိုပေါင်းနေကျမမမြဝင်းပါဟင်မမြဝင်းပြန်လာပြီလောကောင်းတယ်နေမတာဘူးနေလောတော့ဘလုံးတိုက်သွားတယ်မင်္ဂလေးရဲ့သိမ့်မိုက်ကျဲတိုက်သွားတယ်ဒီမဲ့မင်းကလေးကတိတ်မှကျဲဘူးလူချမ်းကြီးပဲနဲ့အသေးကတော့နှူပါတယ်စစ်တပ်တဲ့မင်းလေးရဲ့ဆွဲလာချီလို့နဲ့လူချမ်းကြီးအသေးကတော့မခိုင်ပါနဲ့ကျွေးပြီးခွဲမင်းကလေးရဲ့ကိုယ်တနာပါခွဲအောင်လေးချရရနာမချက်ပါတော့မင်းကလေးရဲ့မင်းကိုအားလုံးနဲ့ရှင်းဆိုင်မယ်ကိုအောင်လေးချရရနာမချက်ပါနဲ့မင်းကလေးရဲ့ကိုမင်းကိုစစ်တယ်အားလုံးနဲ့ရှင်းဆိုင်မယ်အားလေးကိုမထိနဲ့မရဲ့ခွက်ခဲကိုလေးရဲ့တဲ့နှလုံးကိုတော့ငါမစွားနဲ့ကိုတရားရှိတမှုနဲ့ကောင်းမလေးကိုငါစီထားခဲ့လို့ကောင်းမလေးကိုမထိနဲ့Hello ကျမဒီစင်မောတက်လာလို့ရလားရှင်ကျမပါဝင်ပတ်သက်ခွင့်ရှိလားရှင်အိုးစင်မောမခဏနေပါဦးမှတ်တရအစီအစဉ်လေးရှိပါတယ်ဒါကတော့ဒီကမမီနဲ့ MC နဲ့ကမဲ့အစီအစဉ်ပေါ့နော်တို့နှစ်ယောက်လေးစင်ပြေလားမသိဘူး
မမီနဲ့ MC နဲ့နှစ်ယောက်ဘယ်ဟဲ့ခုနတော့စင်ပေါ်မှာထင်တိုင်းနေကြအခုကြောက်ဟိုဘက်ကိုသွားတယ်လာပါဒီလေကိုလာပါခုနလိုလေးလာပေးရိုးရိုးလာလို့မရဘူးဘလို့လာရလဲโอเคโอเคကဲအဲ့တော့အခုလေအမှတ်တရအစီအစဉ်လေးရှိပါတယ်အဲ့တော့ကျမတို့ရဲ့ BOD တဲကနှစ်ဦးဖြစ်တဲ့ဒေါက်တာထက်သစ္စာအောင်ပြီးတော့ကျမတို့မဖြိုးစစ်ချစ်ခင်စာဖြစ်အစင်းမြင့်ထက်သူဖိတ်ခေါ်ပါရရှင်မရင်မပြောနဲ့ဟိုဟာဒေါက်တာထက်နဲ့ကိုတော့အကနဲ့ကြိုဆိုရမှာတဖွဲ့လုံးနဲ့စင်တူတဲ့မမီးကဦးဆောင်အဲ့တော့နောက်တစ်ချိန်စုရုံငွေ9သိန်းတီတီဖြစ်ပါရဲ့ရှင်စုရုံငွေလက်ခံပေးပါရှင်တစ်ဖွဲ့လုံးအားလုံးတူတူစုရုံငွေလက်ခံပေးပါရှင်အရန်တော်ကြတယ်နော်ဟိုအားလုံးဒီမှာကျမတို့ရဲ့ဒါ BOD မောင်နှမတွေစုံလင်နေတော့အားလုံးတွေ request တွေလုပ်ချင်ပါတယ်ကျမတို့ရဲ့ဇွဲတက်ညီကောင်မောင်နှမတွေရုပ်ရှင်ကားကြီးတစ်ခါလောက်လဲစီစဉ်ပေးစေလိုပါတယ်ကဲโอเคပြုံးထားမယ်ခြေထောက်ကိုအပေါ်ထောင်ပြီးတော့ထောက်ပြီးတော့ပြုံးထားမယ်ဟိုခြေထောက်မိုးပေါ်ထောင်ဖို့ဒီမိုးလေးနည်းနည်းလေးထောက်ဖို့ပြောကဲကျမတို့ရဲ့ဒီကနေ့ပေါ့နော်ဘိုးအောင်တင်ပြဆက်ကိုမှအမိုက်စား version နဲ့တင်ဆက်သွားတာဖြစ်ပါရဲ့ရှင်နောက်တစ်ချိန်လက်ကုပ်သက်ချိန်နဲ့ဂုဏ်ပြုပေးကြရအောင်ပါလားရှင်ဟုတ်ကဲ့ပါဆုရငွေချင်းမြင့်ပေးသွားတယ်ကျမတို့ BOD နှစ်ဦးဖြစ်တဲ့ဒေါက်တာနဲ့ပြီးတဲ့အခါမှာမဖြိုးကျေးဇူးအများကြီးတင်ပါတယ်ရှင်